တယောက်ထုတ်ပေးတာတော့တေချကျင်စိတ်မရှိတဲ့အာကုတော်တင်ဂျားရဲမှာကစားရမယ်ဘီပေါအသင်းအနေနဲ့လက်ရှိ United အခြေစွမ်းကိုကြည့်ပြီးဒီအသင်းလောက်ကတော့ငါတို့လည်းနိုင်လောက်ပါတယ်ကွာဆိုတဲ့အတွေ့အမျိုးအတွင်းမိမှာတင်ကြပါတယ်ကိုဘက်ကရန်ကြီးကျမ်းပြရန်ပြထားရင်ပြိုင်ဘက်ကဖြုံသွားနိုင်တာကြောင့်တင်ချပြင်ဆင်မှုတွေပြုလုပ်လာတာနဲ့ရင်ဆိုင်လာရပြီးကိုဘက်ကအစားကလေးကမထုံထထင်းပုံစံမျိုးနဲ့အတုံးမကျသလိုလောက်တာပြီးအနိုင်ယူပြလိုက်တာမျိုးကအရသာရှိတဲ့အောင်ပွဲတစ်ခုဖြစ်မှာတင်ကြပါတယ်ဒါကြောင့်လည်း United ဟာ Premier League မှာတော့ခြေစွမ်းမှန်မပြပဲလှုပ်ချင်ရတယ်လှုပ်နေတယ်လို့ထင်မြင်ယူဆမိပါတယ်ဝဲစားရဲဆိုတာနဲ့ United တို့ထားနေတာခွင့်ကောင်းယူပြီးတော့ဘုံမောက်ဘက်ကတစ်ဖက်သက်ဆန်ဆန်ဖိအားပေးကစားထားနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းဘုံမောက်ရဲ့တိုက်စစ်ဆင်မှုတွေကအားရစရာသိမ်းမရှိခဲ့ပါဘူးပွဲချိန်10မိနစ်မှာတော့မိုင်းတို့ကတကောတော့အစွမ်းနဲ့ဂိုးသွင်းဖို့ကြိုးစားခဲ့ပေမဲ့ဘုံမောက်ကသမားကပဲလက်ရဖမ်းပြီးသွားခဲ့ပါတယ်ပွဲချိန်7မိနစ်မှာလည်းကာနာချိုရဲ့ area ထိပ်ကအပင်းကန်ချက်ကောင်းမွန်ခဲ့ပေမဲ့ဂိုးဘေးကနေကတ်ထွက်သွားခဲ့ပါတယ်ပွဲချိန်23မိနစ်မှာတော့ဘုံမောက်ဘက်ကဥဆောင်ကိုရရှိသွားခဲ့ပြီး United နောက်ခံလူတွေအမားကနေရရှိလာတဲ့ခွင့်ရေးကိုစီမန်ညိုကအဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်ပွဲချိန်38မိနစ်မှာဘရူနိုရဲ့ဖက်တင်ပေးပို့မှုကိုကာနာချိုကကီးပါကိုပါကြော်ပြီးသွင်းယူကိုကြိုးစားခဲ့ရမှာလက်ဖျားလေးနဲ့ထိသွားခဲ့တာကြောင့်ဂိုးဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူးပရပိုင်းနာချင်းချင်းပေါ်မှာလည်းကာနာချိုရဲ့အဝေးကန်ချက်ကဘေးထွက်သွားခဲ့ပြန်ပါတယ်ဒုတိယပိုင်းမှာလည်းဘုံမောက်ဘက်ကပဲဥဆောင်ကစားထားနိုင်ခဲ့ပြီးပွဲချိန်49မိနစ်မှာ area ထိပ်ကစီမန်ညိုရဲ့ကန်ချက်ကဂိုးဘေးကနေကတ်ထွက်သွားခဲ့ပြန်ပါတယ်ပွဲချိန်မိနစ်60မှာလည်းဒိုဂိုရဲ့ free kick ကတော်တော်လေးကောင်းခုန်ခဲ့ပြီးတိုင်းထိထွက်သွားခဲ့လို့သာ United တို့တက်တာရခဲ့တာဖြစ်ပါတယ်ပွဲချိန်68မိနစ်မှာတော့မာဇာရီကိုဝင်ရောက်ပုံကျန်းနေခဲ့တဲ့ Ivan Nelson ကိုကွင်းတိုင်က VAR ပြန်ကြည့်ပြီးတိုက်ရိုက်နီကန်နဲ့ထုတ်ပယ်လိုက်ပါတယ်တယောက်သာရသွားခဲ့တဲ့ United တို့ချီပါကိုပြန်လည်ရရှိဖို့ကြိုးစားလာခဲ့ပေမဲ့တိုက်စစ်ကအမှိုက်ပြနေခဲ့ပါတယ်ကီပါလည်းဒီနေ့ပွဲမှာအတော်လေးနဲ့စွမ်းပြနေခဲ့ပြီး United တို့ဂိုးရနိုင်တဲ့ခွင့်ရေးမှန်သမျှကိုတားဆီးပြခဲ့တာဖြစ်ပါတယ် United တို့ရှုံးပြီလို့ထင်မှတ်နေချိန်နာကျင်ချိန်မို6မိနစ်မှာတော့ Ugarte ရဲ့ဖန်တီးပေးမှုကနေ Whiteland ကအဖို့တန်ချီပါကိုသွင်းယူသွားခဲ့တာဖြစ်ပါတယ်